ဒီတရားကနာမည်ကြီးပန်းချံနှစ်ခုဖြစ်တော့လောင်မနီပန်းချံနဲ့ပန်းချက်ကတဲ့အစောပန်းချံတွေနဲ့ဆက်တွဲထားတဲ့ဆိုတာကိုတကယ်ချင်းတို့သိပါလားဒီတရားလေးကဘယ်နေရာရှိတယ်လဲဆိုတာကိုမဲတဲ့သူအတွက်ကျွန်တော်ကပြောပြပေးမှာဖြစ်ပါတယ်အစောပန်းချံဘက်တို့သွားလို့ရတယ်လို့လောင်မနီပန်းချံဘက်လည်းလာလို့ရတယ်ပေါ့နော်ဒီနေ့ကျွန်တော်ကလောင်မနီပန်းချံဘက်မှာလာမှာဖြစ်ပါတယ်ဒီတရားကတော့လောင်မနီပန်းချံရဲ့ကားရတဲ့နေရာအစမှာစတင်မှာဖြစ်ပါတယ်အရင်ဆောင်တငယ်ချင်းတွေကကားရတဲ့နေရာကိုသွားပြီးတော့ဒီတရားကိုတွေ့မှာဖြစ်ပါတယ်ဒီတရားကနေတက်တာရှောက်သွားမယ်ဆိုရင်တော့အစိုးပန်းချံဖြစ်တော့ပန်းချက်ကတိပန်းချံတို့ရောက်မှာဖြစ်ပါတယ်ဒီနေရာလေးကတော့အသက်ထပ်မှဆောက်လုပ်ထားတော့တရားနေရာလေးဖြစ်တယ်ပေါ့နော်ဒီတရားကိုစောက်ထားတာဆိုတာတစ်နှစ်လောက်ကြာပြီပေါ့နော်လွန်ခဲ့တော့မေလတရက်နေတာခွေထားတော့တရားလေးဖြစ်ပါတယ်ဒီနေရာကတော့တရားအဟောင်းနေရာလေးဖြစ်တယ်ပေါ့နော်အဟောင်းနေရာမှာအသက်ဆက်ထားတဲ့သဘောပေါ့ဒီတရားရဲ့အမည်ကတော့ Green Mine လို့ခေါ်ပါတယ်အရှိကတော့တမိုင်းကျော်လို့ရှိတယ်ပေါ့နော်ထိုင်းလူမျိုးကြားမှာဂျပန်တရားလို့လည်းသူတို့ကခေါ်ဝေါ်ကြတယ်ပေါ့နော်ဓာတ်ပေါင်းရိုက်တဲ့အခါမှာဂျပန်ကိုရောက်တော့တယ်လို့ပေါင်းစားလိုမျိုးပေါ့အခုမှပြုတ်ပြင်ပြီးခါစားဖြစ်တဲ့အတွက်တိတ်တော့အတိအကျမရှိသေးပါဘူးဒီတရားကပန်းချံတစ်ခုကိုဆက်တွဲထားတဲ့အတွက်ပန်းချံတစ်ခုနဲ့တစ်ခုသွားလာရမှာအရန်ကိုလွယ်ကူပါတယ်ပေါ့နော်လာမယ်ဆိုရင်တော့ညနေပိုင်းလာတာပိုကောင်းတယ်ပေါ့နော်နေ့လယ်ပိုင်းမှနေတာအားပူတယ်ပေါ့နော်ဒီတရားကနေမြင်ရတော့ city view ကလည်းအရန်ကိုလှပါတယ်နောက်ပြီးတော့မင်းနေရတော့နေဝင်ချိုင်လဲအရန်လှပါတယ်ပေါ့နော်နောက်ဆုံးပြောချင်တာတစ်ခုကတော့ဒီတရားကိုလိုင်းတော့နောက်ထပ်ပန်းချံတစ်ခုပါရောက်နိုင်တယ်ပေါ့နော်နောက်ပြီးတော့ဘန်ကောက်မြို့မှာလည်းအေးအေးဆေးဆေးနဲ့အပန်းဖြေလို့ရတော့နေရာကောင်းတဲ့တစ်ခုဖြစ်တဲ့ဒီတရားကကဲဒီနေ့ဒီလောက်ထိပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်